အားလုံးပဲမင်္ဂလာပါ EDM ဘာမီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ကဒီတက်အိမ်နာနန်းဒလစမတ်နီနဲ့အဲ့ဒီစမတ်တွေကတစ်ခုချင်းစီလိုင်းဆွဲအားဘယ်လိုကောင်းလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုကမိတ်ဆွေတို့တက်တစုံတရာအထောက်အကူဖြစ်ခဲ့တဲ့ဆိုရင် like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနောက်ဆုံးမှာကျွန်တော်တည်တည်ရှင်းလေးရှင်းပြထားတာမို့လို့ပါဒီတက်စင်ကရက်30စမတ်နီကိုကျွန်တော်ပြောပြပါမယ်စင်ကတေးစင်ကဟောင်းနှစ်ခုလုံးစမတ်လို့ရပါတယ်150စမတ်နီ104 star 587 star 93991125 shot 50ပဲစမတ်နီပါဆွဲအားကတော့ 2mbps GB ကတော့ 15GB ပဲပါမယ်တလားမခံပါဘူး 15GB ကခဏပဲသုံးလို့ရမှာပါအနည်းဆုံး10ရက်လောက်ဆိုရင် 15GB ကကုန်ပါပြီလိုင်းဆွဲအားကလည်း 2mbps ဖြစ်လို့အရင်နေပါတယ်ဒါကကျွန်တော်ရှင်းပြပေးတာပါ150ဘတ် star 104 star 588 star 93991125 shot 4mbps 15GB ဆွဲအားကတော့ 4mbps ဖြစ်သွားတယ် 15GB ဖြစ်တဲ့အတွက်ဒီဟာလည်းတစ်လအပြည့်မသုံးရပါဘူးအလုံးစုံသုံးလို့ရှိရင်ကျွန်တော်တို့10ရက်15ရက်လောက်ဆိုရင်ကုန်ပါပြီနောက်တစ်ခု200ဘတ် star 104 star 286 star 93991125 shot 15mbps လိုင်းဆွဲအားနဲ့တွားမယ် GB ကတော့ 30GB ပဲပါတယ်ဆိုတော့ line ဆွဲအားကတော့အရင်ကကောင်းပြီးတော့ GB ကကြတော့ကျွန်တော်30တယ်ဒီဟာလဲကျွန်တော်အထင်ပြောရရင်တော့30ရက်တော့ခံမှာမဟုတ်ဘူးဗျ30GB ဆိုရင်ကျွန်တော်တို့အနည်းဆုံးရက်20လောက်တော့ခံမယ်ထင်တယ်ဆိုတော့နောက်တစ်ခုကျွန်တော်ထပ်ပြောပြမယ်150ဘတ်စမနီ star 104 star 590 star 399125 chat line ဆွဲအားတော့ 15mbps နဲ့တွားပြီးတော့ GB က55ပါတယ်ဒီကတော့နည်းနည်းများတယ်250ဘတ် 55GB ဆိုတော့တစ်လနီးပါးလောက်တော့ခံနိုင်တယ် line ဆွဲအားကလည်းကောင်းတယ်နောက်တစ်ခုကျွန်တော်ထပ်ပြောပြမယ်နောက်တစ်ခုက130ဘတ်စမနီ star 104 star 110 star 93991125 chat ဒီ130ဘတ်ကပတ်စံအများကြီးမတက်နိုင်တဲ့လူဆိုရင်တော့မဆိုးဘူး 30GB ရမယ် 4mbps ဒီနေပါတွေကတော့ line ရိုင်းကောင်းမှာမဟုတ်ဘူး GB က30ပါမယ်အလွန်ဆုံးချွချွတတာနဲ့သုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရက်30ဝန်းကျင်လောက်ခံမယ်ထင်တယ်28ရက်လောက်ပေါ့နော်28 25ရက်လောက်ပေါ့နောက်တစ်ခု189ဘတ်စမနီ star 104 star 158 star 93991125 shot ဒီကောင်မှာကဖုန်းပြောမိနစ်ပါမယ်ပြီးဝင် line က 10mbps နဲ့တွားမယ် GB က50ဒီဟာ189ဘတ်ကိုဝယ်မယ်ဆိုလို့ရှိရင်တော့တန်ပါတယ်ဂိမ်းအတွက်လည်းအဆင်ပြေပါတယ်ဆိုတော့နောက်တစ်ခု200ဘတ်စမနီ star 104 star 111 star 93991125 shotဆွဲရက 4mbps နဲ့တွားမယ် GB ကတော့100ပါတယ်တာမန်ကျွန်တော်တို့ TikTok ကြည့် Facebook ကြည့်တဲ့လူတွေအတွက်ဆိုရင်တော့ line ကောင်းတယ်ပြီးတော့ 100GB ဆိုတော့သူကတော့စိတ်ကြိုက်သုံးရုံပဲအများကြီးပါတယ်ဂိမ်းသမားတွေတော့ကတော့ကျွန်တော်နေရာဒေသလိုက် line အတက်ကြတော့ရှိနိုင်တယ်ဟိုကျွန်တော်တို့ကစိတ်ကြိုက်သုံးခြင်းနဲ့ line ဆွဲအားလည်းကောင်းကောင်းလေးနဲ့သုံးခြင်းနဲ့ဆန်လည်း200လောက်တက်နိုင်တယ်ဆိုရင်တော့နောက်ဆုံးတစ်ခုစမနီကိုပြောပြပါမယ်ကက်ဟောင်းကက်အသစ်အကုန်လုံးစမတ်လို့ရပါတယ်ပြီးတော့အလိုလျောက်တက်တန်းတိုးပါမယ်200ဘတ်ကုန်ကြပြီးတော့ဆွဲအားက 8mbps ရှိတယ်စိတ်ကြိုက်သုံးရုံပါပဲစမနီက star 104 star 560 star 9094809 shot 200တန်း line ကောင်းလေးနဲ့စမတ်ရှင်နေဆိုရင်ဒီ 8mbps ကတင်းတော်ဆုံးလို့ထင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူက GB နဲ့ပေးရမှာမဟုတ်ပါဘူးစိတ်ကြိုက်အကန့်အသတ်မဲ့သုံးလို့ရတာဖြစ်ပါတယ်အဲ့ဒါမို့လို့စမတ်မယ်ဆိုရင်တော့ဒီလိုစမတ်တာအကောင်းဆုံးပါပဲဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲသိရှင်တာများရှိရင်ကျွန်တော်ရဲ့ comment မှာရေးခဲ့လို့ရပါတယ်နောက်ဗီဒီယိုမှာဆိုင်မှာစမတ်တာနဲ့ကျွန်တော်ကိုမတ်ကိုစမတ်တာနဲ့ဘယ်ဟာက300တာပူတန်လဲဆိုတာကိုကျွန်တော်ပြပြီးတော့ပါမယ်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe နေပြီးဖို့မမေ့ပါနဲ့ဗျ